အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CSC ညီးပညာတွေကိုမျှဝေပေးနေတဲ့ဥစ္စာအောင်ပဲဖြစ်ပါတယ်ကျွန်တော်တို့လာမယ့်အပတ်28ရက်နဲ့28ရက်နေ့2ရက်တိုင်ဖန်အံမြို့ပေါ်မှာရေပေါ်အုပ်နဲ့ဝိတ်ပေါ်အုပ် CSC ညီးပညာတွေကိုမျှဝေသင်ကြားပေးတော့မှာဖြစ်ပါတယ်တို့တို့ကြောင့်ဖန်အံမြို့နဲ့အနီးတစ်ဝိုက်မှာရှိတဲ့မြို့တွေနယ်တွေရွာတွေကမိတ်ဆွေတွေကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာရေပေါ်အုပ်လုံကြီးတွေအမြုပ်ထုတ်ဆက်လုံကြီးတွေရေပေါ်အုပ်မှာပါဝင်တဲ့ဆက်ဆက်ပစ္စည်းတွေအကြောင်းတွေနောက်ပြီးတော့မှုဆက်တွေအကြောင်းတွေမူတွေဘယ်လိုလုပ်ရမလဲအကြောင်းတွေကိုကျွန်တော်စုံစုံလင်လင်လေးသင်တန်းလေးတစ်ခုပြုလုပ်ပေးဖို့စီစဉ်ထားပါတယ်အဲ့ဒီသင်တန်းလေးကလည်းရန်ကုန်မြို့ပေါ်မှာလုပ်တယ်လို့ပဲအခမဲ့သင်တန်းလေးဖြစ်ပါတယ်ဒါကလည်းဖန်အံမြို့ပေါ်မှာရှိတဲ့လုပ်ငန်းရှင်တယောက်ကပြီးတော့ကျွန်တော်ကိုဖိတ်ခေါ်ပြီးတော့ကူညီပံ့ပိုးတဲ့အတွက်ကြောင့်ကျွန်တော်ဒီသင်တန်းလေးကိုလုပ်ဖြစ်တာဖြစ်ပါတယ်သူတို့ကြောင့်ဇန်နဝါရီလ28ရက်နဲ့28ရက်2ရက်တိုင်ကျွန်တော် CSC သင်တန်းလေးကိုဖန်အံမြို့မှာပြုလုပ်မဲ့အတွက်ကြောင့်သိကျင်တက်ချင်တဲ့လူတွေလေ့လာနေတဲ့လူတွေလုပ်ငန်းလုပ်မဲ့လူတွေအနီးကပ်လေ့လာခွင့်ရအောင်လို့ဒါရောက်လေ့လာကြပါလို့နှွေးထွေးစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်လာရောက်သင်တန်းကိုလာရောက်တက်ရမဲ့လိပ်စာလေးကိုလည်းဒီကြော်ညာလေးရဲ့နောက်မှာကျွန်တော်အပြည့်အစုံလေးထည့်ပေးထားပါမယ်ဖုန်းနံပါတ်ကလေးလည်းထည့်ပေးထားပါမယ်နေရာအခက်ခဲရှိတဲ့အတွက်ကြောင့်ကျွန်တော်ကဒီလုပ်ငန်းရှင်တွေရဲ့ကူညီပံ့ပိုးနဲ့မှုနဲ့ကျွန်တော်ဖန်အံမြို့ပေါ်မှာပြုလုပ်ခြင်းဖြစ်ပါတယ်တို့ကြောင့်ရန်ကုန်မြို့ကိုလာမတက်နိုင်တဲ့ CSC ဝါသနာရှင်တွေဖန်အံမြို့ပေါ်မှာနီးနာနာလေးလာရောက်ပြီးတော့လေ့လာကြပါလို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကျွန်တော်သင်တန်းကတော့ဇန်နဝါရီလ28ရက်နဲ့28ရက်2ရက်ပြုလုပ်မှာဖြစ်ပါတယ်ကြိုက်တဲ့ရက်ကိုလာတက်လို့ရပါတယ်28ရက်မှာလည်းကျွန်တော်အပြည့်အဝသင်သွားမယ်မိုးလုံနီးတွေဆက်လုံနီးတွေဒီမှုဆက်တွေရဲ့သဘောတရားတွေရောစပ်တဲ့အချိုးအစားအတိအကျတွေကိုကျွန်တော်ခါခဏနာတီးတီးခြားခြားလေးမျှဝေပေးသွားမယ်အစီအစဉ်လေးရှိပါတယ်တို့ကြောင့်ဒီသင်တန်းမှာဆိုရင်လည်းအခမဲ့သင်တန်းလေးဖြစ်တဲ့အတွက်ကြောင့်အခကြီးငွေတပြားမှပေးစရာမလိုပါဘူး CSC မိတ်ဆွေတွေနဲ့ဝိပေါ်အုပ်ကိုတီးခြားခြားလေးလိလာနေတဲ့လူတွေအတွက်တက်တဲ့သင်တန်းလေးဖြစ်တဲ့အတွက်ကြောင့်နှွေးထွေးစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာလာရောက်တက်ရမယ်အချိန်ကတော့မနက်9:00နာရီမှာကျွန်တော်စတင်ပါမယ်ဒုတိယပတ်28ရက်နဲ့28ရက်မနက်9:00နာရီမှာစတင်ပါမယ်ဒီကြော်ညာလေးရဲ့နောက်မှာသင်ကြားမဲ့လိပ်စာလေးကိုကျွန်တော်ထည့်သွင်းထားပါတယ်အားလုံးကိုနှွေးထွေးစွာဖိတ်ခေါ်ပါတယ်ခင်ဗျာတင်တန်းကြရင်ကျွန်တော်တို့ဆုံကြတာပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျာ